ကျော်ဆောင်ဝင်းပွဲအကြောင်းလေးပြောစားစို့ကျော်ဆောင်ဝင်းနဲ့ဒီစောင်းမင်းအကြောင်းလေးစောင်းမင်းကျော်ဆောင်ဝင်းကြောင့်ပြောစရာမလိုဘူးပေါ့နော်ဒီအတိုင်းပဲကိုမောင်ဝင်းနဲ့စောင်းမင်းဖိုက်တာအစ်အကြောင်းလေးပြောပြစို့ပေါ့နော်ဒီဆက်ပွဲထိုးထားတယ်ဒီရော့ပုံပါပေါ့နော်ထိုင်းဖိုက်တာဆက်ပွဲထိုးထားတယ်ကျွန်တော်တို့6ပွဲနိုင်5ပွဲရှုံးထားတယ်ပေါ့နော်ရှုံးထားတဲ့ fighter တွေကတော့ဒီပါကာဆယ်ဒီအန်တာကာဆယ်ရဲ့ဒီကိုမောင်ဝတ်ရဲ့ဒါကျော်ဆောင်ဝင်းနဲ့ထိုးမဲ့ fighter နော်ကိုမောင်ဝတ်ရဲ့ဒီဆွနာစင်ရဲ့ဒီဟိုတင်းရဲ့GRT ရဲ့နောက်တော့စမီတန်ရဲ့ပေါ့နော်စမီတန်နောက်ဆုံးမှာရှုံးခဲ့ဘူးလေပေါ့နော်ဒီကာဆယ်စင်ကိုကာဆယ်အန်တာကာဆယ်ကိုကြားတော့ဟိုတင်းနဲ့ဖမချီမခေဘူးနဲ့ရှုံးခဲ့ဘူးလေပေါ့နော်ဒီ separate decision နဲ့ကြားတော့ဟိုတင်းကိုမောင်ဝတ်နဲ့ separate decision နဲ့ရှုံးခဲ့ဘူးတယ်ဟုတ်နော်ဒီတိုင်းများရဲ့ဆုံးဖြတ်ချက်နဲ့နော် separate decision နဲ့ရှုံးခဲ့ဘူးတယ်ဒီ major decision ကြတော့ major decision ကတော့ဆွနာစင်နဲ့ရှုံးခဲ့ဘူးတယ်ဆွနာစင်နဲ့ပေါ့နော်ဒီ3ချီလလုံးဒီဒါအရှုံးဖြစ်နေပဲပေါ့နော်ဒါအရှုံးဖြစ်နေပဲရှုံးသွားတယ်ပေါ့နော်ဒီဆွနာစင်ကြတော့ဒီဟိုရင်းကိုကြတော့ဘယ်လိုလဲဒီဂျိုအတီကြတော့ပေါ့နော်ဒါဒူတိုက် channel ပဲဒူတိုက် channel ဒါ KO တခါကြပြီးတော့ဒါဟိုတင်းနဲ့ပေါ့တော့ဒီ3ချီလုံးဆိုပြီးတိုင်းဆုံးဖြတ်ချက်နဲ့ပဲเนาะဒါဟိုတာနဲ့ဟိုတာ NRD man decision နဲ့ပေါ့နော်animal ပေါ့နော် decision နဲ့ရှုံးခဲ့ပြီတိုင်ဆုံးရဲ့သူကတိုင်ဆုံးဖြတ်ဆက်နဲ့ရှုံးတာများတယ်ဒီရော့ပုံပါကတိုင်ဆုံးဆက်နဲ့ရှုံးပါတော်တော်မာတဲ့ fighter လို့ပြောရမယ်ဒီစမီတန်ကိုကြတော့ဘယ်လိုရှုံးခဲ့တယ်ဆိုညီကိုတို့ပြောပြမယ်စမီတန်ကြတော့သူကမရှုံးသင့်မနဲ့ရှုံးခဲ့ရဒီ right hand နဲ့ကြာပါဒုတိယအချိန်မှာ right hand နဲ့ကြာခဲ့ရပါတော့ဒါညီကိုတို့အတိအတိုင်းပါနော် right hand နဲ့ကြာပါတယ်ပေါ့နော် NRD decision နဲ့ပဲရှုံးခဲ့တယ်ပေါ့နော်ဒီကြောင့်စိုးလို့မဆိုပွဲရတော့အရန်ကိုကြည့်ကောင်းတယ်ရောပုပါကြတော့တော်တော်မာတဲ့ fighter ဒါမှသူလည်းထိရင်ကြတယ်ထိကြက်ကောင်းထိမှကြတော်တော်မာတဲ့ fighter ပေါ့နော်ဒီဟိုရင်းနဲ့ဒီစမီတန်နဲ့နောက်ဆုံးထိုးတဲ့ပွဲမှာဒါတော်တော်ရုပ်ကောင်းလို့စမီတန်ပတ်ပြေးနိုင်လို့တော့သူကစမီတန်ကမှတ်နဲ့တာပါစမီတန်တည့်ရတဲ့အတိုင်းပဲဒီပတ်ပြေးချန်ပီယံကိုမဝတ်တော့ဆိုတာတည့်ရတဲ့အတိုင်းပဲဒီကမအတိုင်းဆုံးဖြတ်ချက်နဲ့ပဲကိုမဝတ်တော်တော်ကောင်းတယ်ဒီဂျိုဆောင်ဝင်းနဲ့ထူမဖိုက်တာတော်တော်ကောင်းတယ်ဒီဂျိုဆောင်ဝင်းနဲ့ကြာမှဘယ်လိုကြိုက်လဲတော့မသိဘူးပေါ့နော်ဂျိုဆောင်ဝင်းနိုင်မယ်လို့ကျွန်တော်ခံမှန်းထားတယ်ညီကိုပြောတယ်ဒီစောမမင်းနဲ့ထုံးမဲ့ fighter ကတကယ်မာကိုကောင်းတယ်ဒါပေမဲ့သူထိုးတဲ့ပုံစံကိုပြောမယ်ဆိုရင် fighter စတိုင်ပဲနေထိုးငါထိုးအဲ့လိုမျိုး fighter ပဲထိုးတာဒီပညာသားကောင်းလားဆိုတော့ဤလောက်ရင်မကောင်းလို့ဒါမဲ့ဆို what hand တိတာတဲ့မာကုန်ကောင်းတယ်သူအားနေချက်ဖြစ်တာကကြက်ကောင်းထိဖို့လို့เนาะကြက်ကောင်းထိမှကြမှာကြောက်ကောင်းမထိတော့စောမမင်းတော့မလဲဒီစောမမင်းကဒိုးယူက club fighter နဲ့လာတဲ့ fighter မှန်တယ်ဆိုရင်ကျွန်တော်တို့ကတ်သိမ့်လုံးကြအောင် clip ပိုင်းမြင့်ကြတယ်ပေါ့နော်ဒီ fighter နဲ့ကြရင်ဟိုရတဲ့အဖွင့်ထိုးတဲ့ fighter ဒီကလည်းကြက်မရင်တွေ့တဲ့ fighter မှာဒီနေ့စောမမင်းနိုင်ပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပြစီပေါ့နော်ကျေးဇူးတင်ပါ